からミャンマーへ向けてアクション。ပြောင်းလာတယ်လမ်းကြောင်းပြောင်းလိုက်ပြီဆိုတာတန်ရုံးရှက်မဖြစ်တော့တန်ရုံးအနောက်ဘက်ကကျွန်တော်တို့ဥစကီကျွန်တော်အပေါ်တက်တဲ့လေကရှိတယ်အဲ့ဒီနောက်သဆုံးဘာလို့လဲဆိုတော့သူကပြောတာကရွေးပွဲရှိနေတယ်ကျွန်တော်တို့ဘက်လမ်းမှာဝမ်ဝေးလမ်းဖြစ်တယ်ဝမ်ဝေးလမ်းဖြစ်တဲ့အခါကျတော့လည်းလို့များ၄ယောက်တဒါ၄ယောက်တဒါနေအင်းပါပဲဖြစ်ဖြစ်မတရားနေစင်ပါပဲဖြစ်ဖြစ်ဘူရာမောရာဝေရာတွေဖြစ်ခဲ့လို့ရှိရင်အာမနာပါနဲ့ဘိုးကတကယ်တမ်းအလားဒီဘက်ကိုထည့်ဘိုးတက်မယ်နှစ်ကြောင်းဖြစ်သွားဒီဘက်ကိုတိုင်းသားအလံတွေနဲ့မိမ့်ပန်တာရက်ဒီလားဆန်းတော့ဒီမှကျွန်တော်မှာပါဟောဒီမှာ皆さんミャンマーという国が5年前です大変なことが起きました皆さん調べてくださいミャンマーを忘れないで大変なことが起きました5年前အားရစရာအားလုံးအားပေးနေတယ်အားလုံးミャンマークーデターを5人という形で東京、大阪、名古屋、広島、福岡、北海道、長野などの9カ所で同時にやってます。もちろん私たちはミャンマー国内で平和と民主主義を取り戻すために粘っていかしかない。同時にですね、日本を含めて国際社会からもミャンマーの軍を認めないように今週水曜日にアセアからの報告もだったり日本外務省の談話もだったり私たちにはちょっと力になりますが最後までミャンマー軍を倒さなければミャンマーを含めてアセアンの中あるいは国際社会には平和にはならないそういう気持ちで私たちは活動をやってます。なので日本全土の皆様もそれぞれの場所で温かい心の応援支援をよろしくお願いします。なる方のお場面よろしくお願いします。よろしくお願いします。ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တိတ်မကြခင်မှာအခမ်းအနားကိုစပါမယ်အခမ်းအနားနဲ့ပတ်သက်ပြီးတော့ပြောစရာရှိတာပြောမယ်ကျွန်တော်တို့လမ်းကြောင်းနဲ့ပတ်သက်ပြီးရဲညွှန်ကြားခြင်းနဲ့တူကျွန်တော်တို့အတတ်နိုင်ဆုံးလိုက်နာပြီးသွားပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီဂျပန်ရဲ့အထက်လွတ်တော်အောက်လွတ်တော်ရွေးကောက်ပွဲရတယ်ရှိနေတယ်အဲ့ဒီရွေးကောက်ပွဲရှိနေတဲ့အတွက်ကြောင့်လမ်းကြောင်းတွေမှာကျွန်တော်တို့ဒီတာဝန်ယူပေးထားတဲ့ရဲတွေရဲ့အနေအထားနဲ့ကျွန်တော်တို့လိုက်နာပြီးတော့သွားဖို့ရှိပါတယ်နောက်တစ်ခါဒီနေ့လမ်းကြောင်းဟာကျွန်တော်တို့အရင်တစ်ခေါက်လမ်းကြောင်းတော့မဟုတ်ပဲနဲ့တာယုံရှေ့ကိုမဖြတ်ပါဘူးတာယုံရဲ့အနောက်အောက်ဘက်ကနေကျွန်တော်တို့သွားရပါလိမ့်မယ်ဘာဖြစ်လို့ဆိုတော့တာယုံကိုဖြတ်တဲ့လမ်းကဝမ်ဝေးလမ်းဖြစ်တယ်ဝမ်ဝေးလမ်းဖြစ်တဲ့အတွက်အမတ်တွေလွတ်တော်မဲဆွဲတဲ့အချိန်မှာတို့ကားတွေဝင်လာလို့ရှိရင်
ထိတ်တဲ့အတွက်မှာဆိုလို့ကျွန်တော်တို့ဒီတစ်ခေါက်ရဲရကျွန်တော်တို့ပြောပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီတစ်ခေါက်ရှော့ထားပေးတာဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့အဲ့ဒီအားညမှာလူစပယ်ပြီးတာနဲ့တန်ရုံးရှေ့ကိုဆက်ပြီးတော့ကျွန်တော်တို့သွားပါမယ်တန်ရုံးရှေ့မှာ၄နာရီအထိလုံးဝအောင်ချုပ်ခွင့်မရစေရဆိုတဲ့ကျွန်တော်တို့ရဲ့သဘောဆန္ဒအတိုင်းတန်ရုံးရှေ့မှာကျွန်တော်တို့ဟောပါမယ်ပြောပါမယ်အဲ့ဒါကြောင့်ဒီနေ့ရာသီဥတုကောင်းပေမဲ့ရဲတွေရဲ့ညွှန်ကြားမှုနဲ့ကျွန်တော်တို့လုံခြုံရေးကိုအဓိကထားပြီးတော့လှုပ်ရှားကြပါမယ်သောသောသားတစ်ခေါက်ပြောထားပါတယ်မူရာမော်ရာဝေတာအကြောင်းကျမ်းမာရေးချုံရင်းချက်ရှိခဲ့လို့ရှိရင်အာမနာပါနဲ့တရားရောက်ကိုအတန်ပြုပေးပါတကယ်လို့ကတော့အကြောင်းကြောင့်ကျွန်တော်တို့ကျမတို့ကညင်တာတော့အပါမခံချင်ပါဘူးဆိုလို့ရှိရင်ဆိုင်ပုတ်လေးတွေလိုချင်တဲ့တို့အနောက်မှာတက်ယူလို့ရပါတယ်နော်လက်ကင်ဆိုင်ပုတ်လေးတွေမရသေးတဲ့တို့အနောက်မှာတက်ယူလို့ရပါတယ်ကိုတိုင်ခွဲပြီးကိုတိုင်ခွဲပြီးရှိမှာအများကြီးရှိတယ်ရှိတယ်နော်ဆောက်တာပါနော်ပေးတော့ပေးတော့ရမ်းကနန်ကားတယ်တင်တော့မှဖြစ်တဲ့ကြောင့်မလို့မိမိတို့ရဲ့နေရာများမှာငြိမ်သက်စွာနေရာယူပေးထားကြဖို့အတွက်အားလုံးကိုမြစ်တဲ့ခံတောင်းဆိုရပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့လှုပ်ရှားမှုအစီအစဉ်အချင်းချုပ်ကိုကျွန်တော်အနေနဲ့ရှင်းပြခွင့်ပေးပါခင်ဗျာကျွန်တော်တို့နေ့လယ်2 နာရီတိမှာဒီပန်းခြံနေပြီးတော့စတင်ပြီးတော့လမ်းလျှောက်ချီတက်ဆန္ဒဖော်ထုတ်မှာဖြစ်ပြီးတော့ရှင်နာကောင်စစ်ခွေးတန်ရုံရဲ့အနီးဆုံးမှာရှိတဲ့ကျွန်တော်တို့ပန်းခြံတစ်ခုမှာအစီအစဉ်ကိုအဆုံးသတ်မှာဖြစ်ပါတယ်အဲ့တော့ပြီးတော့အခါကြောင့်လို့ရှိရင်ကျွန်တော်အဲ့ဒီနေရာကနေပြီးတော့စစ်ခွေးတန်ရုံရှိကိုကျွန်တော်လမ်းလျှောက်လို့ရှိရင်9 မိနစ်လောက်ပဲကျွန်တော်လမ်းလျှောက်ပါတယ်ကျွန်တော်အားလုံးအတူတူကအဲ့ဒီရှေ့မှာဆက်လက်ပြီးတော့ဆန္ဒဖော်ထုတ်တောင်းဆိုသွားမှာဖြစ်ပါတယ်အစီအစဉ်တွေကိုညနေ4 နာရီအထိကျွန်တော်တို့တင်ဆက်သွားမှာဖြစ်တဲ့ကြောင့်မလို့အားလုံးပူးပေါင်းပါဝင်ပေးကြအားလုံးကိုလည်းပြည့်တဲ့ကတောင်းဆိုပါတယ်ခင်ဗျာကျွန်တော်2 နာရီနေပြီးတော့ကျွန်တော်လမ်းလျှောက်တဲ့နေရာကိုကျွန်တော်ဒီနေရာနေပြီးတော့အကြာဆုံးလမ်းလျှောက်မယ်ဆိုတော့မိနစ်40လောက်ပဲကျွန်တော်တို့ကြာပါတယ်အဲ့တော့အဲ့နောက်ပိုင်းအစီအစဉ်တွေကကျွန်တော်တို့တန်ရုံးရှိမှာဆက်လက်ပြီးတော့ဆန္ဒဖော်ထုတ်တောင်းဆိုသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့အားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲကျွန်တော်တို့တိုင်းပြည်မတရားသဖြင့်စစ်တပ်ကပြည်သူအစိုးရထံကနေပြီးတော့အာဏာကိုလူယူပြီးတော့စစ်အုပ်ချုပ်ရေးစနစ်ကိုအသက်သွင်းခဲ့တာ9 နှစ်ဆိုတဲ့အချိန်ကာလကိုကျွန်တော်ရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမဖြတ်သန်းခြင်းတဲ့အချိန်ကာလ9 နှစ်ဆိုတဲ့ကာလကိုကျွန်တော်တို့ဖြတ်သန်းပြီးသွားပြီကျွန်တော်တို့ဒီအချိန်တွေဆိုအများဆုံးအဆုံးသတ်နိုင်ဖို့အတွက်ပြည်သူလူထုတရက်လုံးကိုကျွန်တော်တို့လက်နက်ကိုင်အင်အားစုတွေတော်လှန်ရေးအင်အားစုတွေအားလုံးအတူတကွလက်တွဲပြီးတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးတဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက်ကျွန်တော်တို့အားလုံးအတူတကွစူးစမ်းနေကြတာအားလုံးဒီနေ့အားလုံးသိပဲဖြစ်ပါတယ်ဒီနေ့အချိန်အထိလူဦးတော်လှန်ရေးမှာအတူတကွပါဝင်ပေးခဲ့ကြတဲ့ပြည်သူတရက်လုံးကိုအုပ်ချုပ်ရေးရန်တရားကြီးတစ်ခုလုံး
စစ်အုပ်စုအခုချိန်ထိမအောင်ချုံနိုင်အောင်ပြည်သူလူထုကိုမျက်နှာမူခဲ့တဲ့ CDM သူရဲကောင်းတွေရောကျွန်တော်တို့ရဟန်းရှင်သူចောင်းသားပြည်သူအားလုံးဒီနေရာနေပြီးတော့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးမပြီးဆုံးနိုင်သေးတဲ့တော်လှန်ရေးခီးကိုလည်းကျွန်တော်တို့အားလုံးအတူတကွချီတက်သွားကြမယ်လို့သစ္စာအဓိဋ္ဌာန်ပြုပါတယ်အစီအစဉ်များကိုစတင်ခွင့်ပေးပါအားလုံးတတိပြည်တော်စုမြန်မာနိုင်ငံတော်လားအလေးပြုလေမြေခေတ်ဆက်ဆက်ဒီမိုကရေစီတိုက်ပွဲတွင်အသက်ပေးလူသောရဟန်းရှင်လူကျောင်းသားပြည်သူပေါင်းတဲ့တကွလူဦးတော်လာရဲ့တွင်အသက်ပေးလူသောသူရဲသောအာဇာနည်ပေါင်းလေးပြုလေမြေဘာသူရဲသောပေါင်းတို့မိမိတို့ကိုယ်ကိုယ်ရပါလာလိုက်ညိတောက်စွာဖွင့်ပြဆူတောင်းရတမနစ်ညိဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ9နှစ်ပြည့်ကျွန်တော်တို့တိုင်းပြည်မတရားသဖြင့်စစ်တပ်ကအာဏာလုယူခံရတာ9နှစ်ပြည့်ရောက်သွားပြီဖြစ်ပါတယ်ဒီ9နှစ်ပြည့်ရောက်တဲ့အချိန်မှာကျွန်တော်တို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကျွန်တော်တို့တိုင်းသားပြည်သူတရားလုံးရှင်ထဲမှာရှိတဲ့စံသားတွေအားလုံးကိုထင်ဟပ်စေမဲ့ထုတ်ပြန်ကြေညာချက်တစ်ခုကိုကျွန်တော်တို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကိုစားထုတ်ပြန်ထားတာရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီနေရာမှာအချင်းဖတ်ပြခွင့်ပေးပါခင်ဗျာပထမဆုံးကျွန်တော်တို့မြန်မာဘာသာနဲ့ဖတ်ပါမယ်ပြီးခဲ့လို့ရှိရင်ဂျပန်ဘာသာနဲ့ကိုမျိုးမင်းဆိုတာတစ်ဆင့်ဖတ်ပြပါလိမ့်မယ်အကြမ်းဖက်စစ်တပ်ရဲ့ဥပဒေမဲ့မတရားအာဏာသိမ်းယူမှု9နှစ်ပြည့်ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏တဘောရာထုတ်ပြန်ချက်နှင့်တောင်းဆိုချက်များဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့်ပြည်သူအာဏာကိုဥပဒေမဲ့မတရားအာဏာသိမ်းယူခဲ့သည့်အကြမ်းဖက်စစ်အုပ်စုစကားမကိုအစဉ်တစိုက်စမ်းကျင်ရှုံချကန့်ကွက်ဆန္ဒပြရပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ငံရဲ့အကျဉ်းသားများအားလုံးလွတ်ပေးဖို့အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ဖို့လေရင်ဖြင့်ဆေးရုံစာတင်ကျောင်းများကိုဘုံကျဲတပ်ဖြတ်နေမှုချက်ချင်းရပ်တန့်မှုနှင့်ပြည်သူအာဏာအားပြည်သူထံပြန်လည်အပ်နှံမှုဒီဇိုင်းမမတောင်းဆိုလှုပ်ရှားခဲ့ပါသည်မြန်မာနိုင်ငံရဲ့ပညာရေးစီးပွားရေးကျန်းမာရေးတို့စိုးရွေးစွာကျဆင်းနေခြင်းစစ်မှုမထမ်းမနေရအမိန့်ကြောင့်လူငယ်3000ကျော်မတရားစစ်မှုနဲ့ထမ်းနေရခြင်းအမြောက်များထွက်ပြေးတိမ်းရှောင်နေရခြင်းကြောင့်လူသားရင်းမြစ်ကြီးမားစွာဆုံးရှုံးနေရခြင်းစစ်ရှောင်ပြည်သူ4.6 တန်းပြည်ရင်း၌3.5 တန်းနေစားဖြတ်ကျော်1.1 တန်းကျော်သည့်သုံးဘွားများပြားလာခြင်းအပြည့်မဲ့ပြည်သူ1,200 ကျော်အသက်ဆုံးရှုံးခဲ့ရခြင်းအကျင့်ပြတ်ချစားမှုများတိုးပွားနေခြင်းသဘောတမယများနှင့်ဥပဒေမဲ့အကြမ်းဖက်လုပ်ရများမြပန်းပြည်အနှံ့တိုးပွားများပြားလာနေခြင်းအကြောက်တရားနှင့်စိုးရိမ်ထိတ်လန့်မှုများကြောင့်ရုံးကန်ရှင်တန်ရသည့်
အကြမ်းဖက်အုပ်စုစကမရဲ့ဥပဒေမဲ့အာဏာသိမ်းယူခဲ့သည့်လုံရကြောက်ပင်ဖြစ်သည်ထို့ကြောင့်ကျွန်တော်တို့ဂျပန်ရောက်မြန်မာနိုင်ငံသားများသည်ပတရားအာဏာသိမ်းယူခဲ့သည့်လုံရကိုပြင်းပြင်းထန်ထန်စံပြေရှုပ်ချပြီးအကြမ်းဖက်လုံရများကိုချက်ချင်းရပ်တန့်ကဤသို့အစိုးရ NUG တန်းလာရောက်ပူးပေါင်းကဤသို့ရင်ဝင်လုံမို့စကမလက်အောက်ကစစ်တီများကိုတိုက်တွန်းလိုက်ပါသည်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့်ဂျပန်အစိုးရအားလည်းအောက်ပါအချက်များကိုလေးနက်စွာတောင်းဆိုပါသည်တစ်ဤသို့အနာကိုဤသို့အစိုးရ NUG တန်းအနိုင်ရနီလာဆောင်ဖြင့်ဖိအားပေးပေးပါရန်နှစ်နိုင်ငံတော်ဒေသနာပုဂ္ဂိုလ်ဒေါ်စားစုကြည်ပါဝင်မတရားဖမ်းဆီးထိန်းသိမ်းထားသောနိုင်ငံရဲ့အကျဉ်းသားအားလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့တေးတာပေးနေမှုများချက်ချင်းရပ်တန့်သွားဖို့ညီလာအဆုံးဖြင့်ရှင်းရောက်သွားကူညီပေးပါရန်သုံးစစ်တပ်စကားမရဲ့အကြမ်းဖက်လုပ်ရများအတရားဓမ္မစစ်မှုထိုင်းနေစစ်မှုထားနိုင်နေမှုများမတရားသည့်အမိန့်အာဏာများရပ်တန့်သွားဖို့ခီးရောက်သည့်ပိတ်ဆို့ရေးမှုအရေးယူမှုများအများဆုံးပြုလုပ်ပေးပါရန်လေးပြည်သူစံနာနဲ့စံကြည့်ပြီးတပတ်တပြုလုပ်ခဲ့သည့်အကြမ်းဖက်စစ်တပ်ရဲ့တရားမျှတမှုမရှိတဲ့ရေကောက်ပွဲရလနဲ့ဟိုရေကောက်ပွဲမှာဖပ်ပေါ်လာသည့်အယတ္တတင်မြောင်းအယောင်ဆောင်စစ်အုပ်စုကိုအတိအမှတ်မပြုပါရန်ငါအကြမ်းဖက်စစ်တပ်စကမရစီစဉ်နေသည့် ODA အားလုံးကိုရပ်တန့်ပေးရနှင့်စစ်တပ်တိုးတောင်းတော့ကပြုထားသည့်စီးပွားရေးကုမ္ပဏီများဆက်ဆက်ကုမ္ပဏီများကိုပြစ်မှတ်ထားပြီးပိတ်ဆို့ရေးယူပေးရနှင့်ဖုန်းဆက်နေသူများကိုဂျပန်ပြည်ဝင်ခွင့်မပေးရန်နေထိုင်ခွင့်ဗီဇာများကိုပယ်ဖျက်ပေးပါရန်၆တရုတ်ရုရှားဘီလာရုစ်အီရန်စသည့်နိုင်ငံများရဲ့လက်နက်တင်ပို့ရောင်းချနေမှုများလေယာဉ်စီတင်ပို့ရောင်းချနေမှုများကိုပိတ်ဆို့တားဆီးပေးပါရန်နှင့်ဒီမိုကရေစီလိုလားသည့်မြန်မာပြည်သူတွေရဲ့ဆန္ဒနှင့်စံကြည်နေသည့်တရုတ်ဆိုရရဲ့ဝင်ရောက်ဆွတ်ပတ်ချဲတဲ့နေမှုများတော်လိုင်းအင်အားစုများပေါ်ဖိအားပေးနေမှုများနှင့်အကြမ်းဖက်စစ်တပ်စကားမှာဟောက်ပတ်ကူညီနေမှုများရပ်တန့်သွားဖို့ဂျပန်အစိုးရမှတားဆီးပေးပါရန်ခရစ်ပြည်သူအစိုးရ NUG ကတရားဝင်တွဲဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ပေးပါရန်နှင့် NUG ကိုတရားဝင်အစိုးရအဖြစ်အတိအမှတ်ပြုလက်ခံပေးပါရန်ရှစ်အရေးပေါ်အကူအညီလိုအပ်နေသည့်မြန်မာပြည်သူများထံလူသားစာနာအကူအညီမှုများတေချာရောက်ရှိစေဖို့ပြည်သူအစိုးရ NUG နဲ့ချိတ်ဆက်အဖွဲ့အစည်းများဒေသခံတိုင်းရင်းသားအဖွဲ့အစည်းများမှတစ်ဆင့်နေစားဖြတ်ကျော်လူသားစာနာအကူအညီမှုများကိုထိထိရောက်ပေးပါရန်ကိုစစ်တပ်၏ပြည်내အုပ်ချုပ်မှုကိုစိုးရွံ့ပြီးတိုင်းပြည်မပြန်နိုင်သည့်ဂျပန်ရောက်မြန်မာနိုင်ငံသားများကိုအရေးပေါ်ကယ်ဆယ်ရေးဗီဇာနေထိုင်ခွင့်ဆက်လက်ပေးအပ်ဖို့ကာကွယ်စောင့်ရှောက်ပေးဖို့နှင့် GED အောင်မြင်သူများဂျပန်တွင်စာတင်ကြားခွင့်ပညာရေးတင်ကြားခွင့်ရအောင်ကူညီပေးဖို့လေးနက်စွာဖြင့်တောင်းဆိုအပ်ပါသည်ဂျပန်ရောက်မြန်မာနိုင်ငံသားများကျေးဇူးတင်ပါတယ်ကျွန်တော်ဗန်ဗီဒီယိုတွေလည်းသိရှိအောင်လို့တောင်းဆိုချက်တွေကိုအတင်းချုပ်ပြီးတော့ကျွန်တော်တို့ပြောပေးဖို့ကွန်မြူနတီကိုတက်ပေးပါပါတယ်ဒီနေ့ဥပဒေမဲ့မတရားစစ်အာဏာသိမ်းမှုကိုအခုလိုအင်တာနက်တိုင်းလာရောက်ပူအောင်ပေးကြတဲ့လာရောက်ဆန္ဒပြကြတဲ့ကျွန်တော်ရဲဘော်ရဲဘက်အားလုံးကိုလေးစားကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဒီနေ့အခုလိုချိန်ပေးတဲ့လူတွေအနေနဲ့ကျွန်တော်ဒီတနေ့အတွက်ကျွန်တော်တို့တာဝန်ကျေလို့ပြောလို့ရပါတယ်ဒါပေမဲ့လုံးဝတာဝန်ကျေတော့မဟုတ်ပါဘူးဘယ်ချိန်မှတာဝန်ကျေမလဲဆိုလို့ရှိရင်ပြည်သူအာဏာကိုမတရားသိမ်းယူသွားတဲ့စစ်အုပ်စုပြုတ်ကျသွားမှပြည်သူအစိုးရတက်လာမှဒါကျွန်တော်တို့ရဲ့တာဝန်တွေကျေပွန်မှာဖြစ်ပါတယ်ဒီအတွက်ကိုလည်းကျွန်တော်တို့ဒီဇိုင်းမမနဲ့တောင်းလျှောက်တောင်းဆိုလှုပ်ရှားမှုတွေကိုပြုလုပ်ခဲ့ပါတယ်အခုဆိုလို့ရှိရင်ရွေးကောက်ပွဲအတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေ
အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စစ်တမ်းကောက်ယူမှုတွေအတူရောင်ရွေးကောက်ပွဲနဲ့အတူရောင်ရွေးကောက်ပွဲကနေပြီးတော့ပေါ်ထွက်လာမဲ့အရသားအသွင်ပြောင်းစစ်အုပ်စုကိုလက်မခံဖို့ကျွန်တော်ဆိုင်းကမ်ပိန်းတွေလုပ်နေပါတယ်ခုနညီမတွေလိုက်ကောက်ပေးနေပါတယ်အဲ့ဒီဟာတွေမှာလည်းအားလုံးအင်တိုင်းအားတိုင်းပူးပေါင်းပါဝင်ပေးဖို့အထူးလိုအပ်ပါတယ်ဂျပန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေများပြားလာတဲ့ချိန်မှာဂျပန်ဆိုကိုတောင်းဆိုတဲ့ချိန်မှာအချက်လက်နဲ့တောင်းဆိုတာကပိုပြီးတော့ထိရောက်ပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးလှုပ်ရှားမှုတွေမှာအင်တိုင်းအားတိုင်းပူးပေါင်းပါဝင်ပေးဖို့လေးနဲ့စွာဖြင့်မြစ်တရကန်တောင်းဆိုရပါတယ်အခုလိုမျိုးလှုပ်ရှားတောင်းဆိုနေတဲ့အတွက်ကြောင့်မလို့လဲဂျပန်ဆိုအနေနဲ့တလပိုင်း30ရက်နေ့မှာဒီနိုင်ငံခြားရေးဝန်ကြီးဌာနနေပြီးတော့သဘောထားထုတ်ပြန်ချက်ကိုကြေညာခဲ့ပါတယ်ဒီစာထုတ်ပြန်ချက်ကိုကျွန်တော်တို့ NUG Sport Page တွေမှာတင်ထားတာရှိပါတယ်ဝင်ရောက်ဖတ်ရှုလို့ရပါတယ်ကျွန်တော်တို့လိုချင်တဲ့လောက်တော့မရပါပဲအတိုင်းအတာတစ်ခုတည်းတော့စင်ပြေတယ်လို့ထင်ပါတယ်ဒီလိုမျိုးဖြစ်လာတယ်ဆိုတာကကျွန်တော်တို့အားလုံးစဉ်ဆက်မပြတ်တောင်းဆိုလှုပ်ရှားနေလို့ဖြစ်ပါတယ်ဖြစ်တာပါကျွန်တော်တို့စဉ်ဆက်မပြတ်တောင်းဆိုလှုပ်ရှားနေမှသာဂျပန်ပြည်သူတွေဂျပန်ဖွဲ့စည်းတွေဂျပန်လူတော်မှန်များဂျပန်အစိုးရကကူညီပေးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆက်လက်ပြီးတော့အင်တိုင်းအားတိုင်းပူးပေါင်းပါဝင်ပေးဖို့ကိုလေးနဲ့စွာမိသားရက်ခံရပါတယ်ကျွန်တော်တို့တာဝန်ကျင်မဲ့နေ့ကကျွန်တော်တို့ပြည်သူအစိုးရတက်လာတဲ့နေ့ပါပဲဂျပန်လူထုတ်ပြန်ချက်ကိုအချင်းချုပ်ပြီးတော့ဖတ်ပြပါမယ်今日私たちの声明および日本政府への要請を申し上げます私たち在日မြန်မာ人は国民の習慣を不法かつ不当に武力で奪ったミャンマー軍 SSPC による軍人クーデターに対しこれまで一貫して反対非難の声を上げ抗議活動を続けてきましたまた国家顧問アウン・サン・スー・チー氏を含むすべての政治中の対応暴力の即時停止病院や学校への空爆および虐殺行為の即時停止そして国民の習慣を国務のもとへ還元することを強く求める継続的に行動してきましたこのような状況を受け私たち在日မြန်မာ人は不当かつ軍人クーデターを断行して非難するとともにミャンマー軍に対し暴力行為を直ちに停止し兵士らが国民デウス政府 NUG に合流してミャンマー国民側に立つことを強く求めますそして在日မြန်မာ人として日本政府に対し以下の事項を強く要請いたします1国民の習慣を国民統一政府へ返還させるためあらゆる外交的政治手段を通じてミャンマー軍に対する圧力を強化してください2国家顧問アウン・サン・スー・チー氏を含む不当に拘束されているすべての政治首脳即時解放及び死刑執行の停止に向け実効性のある支援を行ってください3ミャンマー軍による暴力行為強制徴兵すべての不当行為の停止を実現するために実効性のある制裁措置を早急に実施してください4国民の意思に反して一方的に行ったミャンマー軍による不公平な選挙結果及びそれに基づいて成立する見せかけの民政移管を決して認めないでください5ミャンマー軍へ流れているすべての ODA を直ちに停止しミャンマー軍を支援する企業及び関連企業に対して
制裁を実施するとともに関係者の日本への入国禁止及び在留資格の取り消しを行ってください。6、中国、ロシア、ベラルーシ、イランなどによる武器輸出や飛行機の燃料の共有を停止するとともに国民民主主義မြန်မာ国民が求める民主主義に反する中国政府の仲介民主化勢力への圧力そしてမြန်မာ軍への支援を日本政府として強く止めてください。7、မြန်မာ国民ドイツ政府 NG と公式な対話及び協力を行い NG をミャンマーの正当な政府として認めてください。8、緊急支援を必要とするミャンマー国民に対し人道支援が確実に届くよう NG 及び関係団体と少数民族地域の組織を通じて国境への人道支援を効果的かつ継続的に実施してください。9、軍の弾圧を恐れて帰国できない在日ミャンマー人に対し緊急避難措置を引き続き給与し十分な保護を行うとともに自由に合格者が日本で教育を受けられるよう制度的支援を行ってください。以上、在日ミャンマー人コミュニティありがとうございます。ありがとうございます。ကျွန်တော်တို့နှစ်နာရီအတိမှာဒီနေရာနေပြီးတော့စတင်ပြီးတော့ခြေတက်လမ်းဆောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ခြေတက်လမ်းဆောင်မှုမစတင်ခင်မှာကျွေးကြော်တဲ့တွေကိုအတူတူကကျွန်တော်တို့ကျွေးကြော်ပေးဖို့အတွက်ကျွန်တော်တိုင်ပေးမှာဖြစ်ပါတယ်အဲ့ဒီပတိုင်လေးရှင်းမှာကျွန်တော်တို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ငံအမောင်ကြောက်ခဲကြကန်ကြီးအချိန်မှာဝိုင်းဝန်းကြတဲ့လူ့ဘောင်ကောင်းတဲ့များဝန်းရည်များအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီလိုပဲထပ်ပြီးပို့ပြီးတော့ကျွန်တော်တို့ရဲ့လောလောဆယ်မြန်မာနိုင်ငံအခြေအနေကြောင့်ပေးထားတဲ့နိုင်ငံရေးအရပေးထားတဲ့ဗီဇာတစ်ခုဖြစ်တဲ့ကာစီလိုဗီဇာကိုကိုင်ရင်းနဲ့ပုံမပြီးတော့ကျွန်တော်တို့ကိုဝိုင်းရကြပါဒီနေ့ဟာဒေါ်လာရင်းရဲ့88နှစ်မြောက်ဖြစ်တယ်မြန်မာနိုင်ငံမှာ1948 3လပိုင်းတွေကဒေါ်လာရင်းစခဲ့ပါတယ်1949ခုနှစ်မှာကရင်ဒေါ်လာရင်းနဲ့တိုင်းရင်းသားဒေါ်လာရင်းများစုပေါင်းပြီးတော့မှဒီနေ့ဟာ89နှစ်မြောက်ထပ်မှန်ပြီးတော့ကြုံပါတယ်ဒီလိုပဲဒီနေ့မှာပဲကျွန်တော်တို့ရဲ့9နှစ်မြောက်လွင်ဒေါ်လာရင်းနောက်ကျွန်တော်တို့လွန်ခဲ့တဲ့ကာလရဲ့88ကနေပြီးတော့မှကျွန်တော်တို့တောက်လျှောက်ကြုံလာတဲ့နှစ်များကိုအားလုံးမှတ်မိပဲထင်ပါတယ်။မရှိမှလည်းကျွန်တော်တို့ညီကောင်မပြောဆိုတောင်းဆိုကြတာအလိုပြည့်စုံပြီးဖြစ်ပါတယ်။ကျွန်တော်တို့ဒီကမ္ဘာလုံးရဲ့အစုအဖွဲ့များဖြစ်တဲ့ West အဖွဲ့ EU အဖွဲ့အာဆီယံအဖွဲ့များကို AUG အနေနဲ့တေချာကျွန်တော်တို့တိုင်ပင် lobby လုပ်ပြီးတဲ့အတွက်ကြောင့်ကမ္ဘာရဲ့4ပုံ3ပုံလောက်ကိုကျွန်တော်တို့အနေနဲ့တိတိကျကျကြည့်တွေ့ဆက်ဆံနေတာအားလုံးအသိဖြစ်ပါတယ်။ဒါကြောင့်ဒီဖွဲ့စည်းများကမ္ဘာရဲ့4ပုံ3ပုံဟာကျွန်တော်တို့ဒီဘက်အခုရှိနေတဲ့အတူရောင်ရွေးကောက်ပွဲနဲ့အတူရောင်စကားမောင်လက်မခံဘူးဆိုတာအားလုံးမြင်စေချင်တယ်။အဲ့တော့ဒီအတူရောင်ရွေးကောက်ပွဲကိုလည်း BRICS ခေါ်တဲ့ BRICS အပိုင်းရဲ့ဒီ4-5-6နိုင်ငံဖွဲ့ထားတဲ့အဖွဲ့နဲ့ပေါင်းပြီးတော့မှဒီအတူရောက်ရွေးကောက်ပွဲကိုကျင်းပတယ်ဆိုတာမြင်စေချင်တယ်။အဲ့တော့အခုခေတ်က
ခေတ်စားနေတယ်ကျွန်တော်တို့ page မှာဆိုလဲခဏလာပြောရတယ်ဟဲ့ NUG ကဘာမှမလုပ်နိုင်ဘူးလားဟဲ့ NUG ရုံးကဘာမှမလုပ်နိုင်ဘူးလားတော့ကျွန်တော်တို့ကလည်းဟဲ့လို့ပဲကျွန်တော်တို့ဘာပြန်ပြောရမလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ရုံးနေနဲ့လုံနိုင်တာကဒီမှာရှိနေတဲ့လူများကိုသက်ဆိုင်တဲ့လုံနိုင်တဲ့ထောက်ကစားများကို NUG အစိုးရအနေနဲ့ထုတ်ပေးပြီးတော့မှဂျပန်အစိုးရအဖွဲ့အစည်းအနေများလည်းလက်ခံပြီးတော့ဆောင်ရွက်ပေးနေတာရှိပါတယ်တော့တခြား enterprise တခြားလူမှုကူညီရေးအဖွဲ့များလို့တော့ကျွန်တော်တို့ဒါမျိုးတော့ကျွန်တော်တို့မလုပ်ပါဘူးဒါပေမဲ့တခြားလူများတခြားအဖွဲ့အစည်းများလည်းလုပ်နိုင်တာအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့တီးတီးအကုန်လုံးစုပေါင်းလုပ်ကြတဲ့အတွက်လည်းကျွန်တော်တို့မြန်မာနိုင်ငံသားများဂျပန်ရောက်လူများကိုတယောက်နဲ့တယောက်တစ်ခွက်နဲ့တစ်ခွက်ကူညီခြင်းဆိုတာရှိတယ်ဆိုတာအားလုံးသတိထားမိမယ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဖြစ်ပေါ်နေတဲ့အခြေအနေလေးတွေကိုကြည့်ပြီးတော့တေချာယုံကြဖို့တေချာစဉ်းစားဖို့အတွက်ကျွန်တော်သတိပေးချင်ပါတယ်ဒီလိုပဲကျွန်တော်တို့စီးလုံးနေတဲ့ community ကြားမှာယခုဆိုလဲအခုအရှင်းမှာပြောသွားတဲ့အတိုင်းကျွန်တော်တို့ဒေသအသီးသီးရဲ့လှုပ်ရှားမှုကြောင့်ဂျပန်အစိုးရသည်မြန်မာနိုင်ငံသားများရဲ့တောင်းဆိုမှုကိုယနေ့လျှို့မရှိပဲဆက်လက်ကင်ဆောင်ထားမြဲဖြစ်တယ်ဆိုတာအားလုံးအသိဖြစ်ပါတယ်ဒီဟာကလည်းကျွန်တော်တို့ဒီမှာလာဖို့လိုလားဆိုတာထက်စာရင်ဂျပန်ရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားများရဲ့အားလုံးရဲ့တောင်းဖြစ်သလိုမြန်မာနိုင်ငံသားအားလုံးဟာကျွန်တော်တို့နိုင်ငံအတွက်ကင်ဆောင်ထားရမယ့်အချက်များဖြစ်တယ်ဆိုတာအားလုံးကိုသတိပေးချင်ပါတယ်အဲ့တော့ NUG ဘာမှမလုပ်နိုင်ဘူးတစ်ထိရှော့လိုက်ပြီး KNU ဘာမှမလုပ်နိုင်ဘူးတစ်ထိရှော့လိုက်ပြီး9ဖွဲ့6ဖွဲ့ရှိတယ်အချင်းဖွဲ့ CNF ဘာမှမလုပ်နိုင်ဘူးရှော့လိုက်ပြီးရှင်းပြဖွဲ့စည်းတွေရှော့လိုက်တယ်ကျွန်တော်တို့ MOD လဲ300ဖွဲ့300ကျော်တာပဲအဲ့တော့ဒီအရာကိုကြည့်ကြပြတစ်ဖက်တစ်ဖက်လိုက်ရှော့လို့ကိုလည်းအဲ့ဒီဟာနဲ့ဝေဝါးပြီးရောသွားလို့ရှိရင်ကျွန်တော်တို့အင်အားတွေရော့သွားမှုပဲရှိတယ်အဲ့တော့တစ်ဖက်တစ်ဖက်မှာဖြစ်နေတဲ့ပြဿနာတနည်းမှာဖြစ်တဲ့ပြဿနာတွေလည်းအများကြီးရှိတယ်ဆိုတာအားလုံးမြင်နေတယ်ဒါပေမဲ့ဇူးတစ်ဖွဲ့လုံးတစ်စုံလုံးကြီးကိုစဉ်းစားဖို့အတွက်ရောက်လာလားမရောက်လာဘူးလားဆိုတော့ကျွန်တော်တို့တေချာစဉ်းစားဖို့လိုတယ်ဒီချက်ဟာတစုံလုံးတစ်ခုလုံးဖြစ်နေလားဒီတနေရာပဲဖြစ်နေလားအရင်တော့လည်းတနေရာလေးတွေဖြစ်တယ်ဆိုတာရှိတယ်ဒီတနေရာဖြစ်တဲ့နေရာအစုံမှာဖြစ်လားဆိုတာကိုလည်းကျွန်တော်တို့သတိထားပြီးတော့သူများရဲ့တိုးတဲ့ဟာကိုသတိထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ရှိနေတဲ့တိုင်းသားဒေသအားလုံးဟာလွန်ခဲ့တဲ့တော်လှန်ရေးဆက်ဖတ်ပြေးလာတဲ့အခြေအနေအရက်ကိုလက်ခံပြီးတော့ဆောင်ရွက်နေတဲ့ KNU area KIA area တခြားတိုင်းဒေသ area တွေအများကြီးရှိပါတယ်ဒါကိုကျွန်တော်တို့ပြစ်ပယ်လို့မရသလိုလက်ရှိကျွန်တော်တို့ဥဆောင်နေတဲ့တော်လှန်ရေးဥဆောင်ဖွဲ့စည်းရှိဖြစ်နေတဲ့ AUG ကိုလည်းကျွန်တော်တို့တိုးလို့ပြောလို့မရပါဘူးအဲ့ဒီအတွက်ကြောင့်အတက်နိုင်ဆုံးကျွန်တော်တို့ပြောရမှာက AUG ကိုထောက်ခံမလားစကမကိုထောက်ခံမလားဒါပဲရှိတယ်အဲ့တော့ကျွန်တော်တို့ခုနကပြောသလိုကျွန်တော်တို့ AUG အနေနဲ့ယူစရာရှိတဲ့ဟာကိုယူပြီးတဲ့အချိန်မှာပေးစရာရှိတဲ့ပြည်သူဆိုးရောက်ကျွန်တော်တို့ပေးဖို့ပဲရှိပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ပုံစံမျိုးနဲ့ထွေးမဲ့ကိစ္စရပ်များကိုအထူးသတိပြုပါနောက်တစ်ခုကတော့ကျွန်တော် re-entry နဲ့ထိုင်းသွားမဲ့လူများကျွန်တော်တို့ဒီ visa ကိုအဓိကရှောင်ရှားပြီးတော့စာအုပ်မှာထူပေးတဲ့ visa ကိုတန်ရုံးထိသွားလျှောက်ပါလို့ပြောချင်ပါတယ်ဒီလိုမျိုး visa နဲ့သွားတဲ့အခါမှာလည်းကျွန်တော်တို့ဒီ Thai ဘက်ကနေလောလောဆယ်သူ့ရဲ့ policy ရလက်ခံခြင်းမရှိဘူးဆိုတာလဲကျွန်တော်ဒီအချိန်မှာအတိပေးချင်ပါတယ်အဲ့တော့နောက်ဆုံးနေတဲ့ထပ်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးစုပေါင်းခြင်းအဖြစ်ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ထိုင်းမှာရှိတဲ့ passport ကိုင်တော်သူများသည်မြန်မာနိုင်ငံမှာဒီဂျီရှုဆေးတွေလာတဲ့ဤတူထိုင်းကနေဂျပန်ကိုလာလို့ရပြီဆိုတာလွန်ခဲ့တဲ့ကျွန်တော်တို့တစ်နှစ်ကျော်လောက်ထဲကျွန်တော်တို့စူးစမ်းကြတာယခုလွန်ခဲ့တဲ့6လလောက်မှာအတီးပြုပြီးတော့ဂျပန်တန်ရုံးကနေပြီးတော့ direct ထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့တပြားဘာလို့ခုမှပြောလဲဒါတွေကကျွန်တော်တို့ရှောက်ပြောဖို့မဟုတ်ပါဘူးအဆင်ပြေဖို့အရေးကြီးပါတယ်အဲ့တော့အဲ့ဒါနဲ့တပြိုင်နဲ့လုပ်တဲ့ဟာကတော့ကျွန်တော်တို့ထိုင်းမှာ
NUG နဲ့ MOU ထိုးပြီးတော့မှကျွန်တော်တို့ကြောင်းဖွင့်ထားတာရှိပါပြီဆိုတော့ဒီအရာအားလုံးကကျွန်တော်တို့အတွက်အခုအမျက်အစိုးဖြစ်တယ်ဆိုတာကိုပြောရင်းနဲ့မိကုံချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဒီတိုက်ပွဲကိုငါတိုက်ရမလားတိုက်ပါဘူးဘုရားရတဲ့အားလုံးဒီလူကျွန်တော်တစ်ခါညနေကိုထုတ်ကြမှာအားလုံးနဲ့ဒီလူကကျွေးကြော်ကြပါတယ်အားလုံးကျွန်တော်တို့ဝေဦးတော်လည်းရဲ့တင်ကြတာဖြစ်တဲ့လက်သုံးချောင်းအားလုံးလက်သုံးချောင်းထောင်ပေးကြပါအားလုံးfree mama free mama ဘောရခုမြန်မာဘာနာခုနေတော့ဆရာခုဘောရခုမြန်မာဘာနာအောင်ဆန်းစုကြည်ရှိတော့စမတနော်ဆဲကြီးရှို့ခိုင်ရှို့ဘောရခုမြန်မာဘာခုမင်းနော်ဘောရခုတော့ကပ်ကိုရောင်းရနော်ခုမခုရောင်းရောမြေစေးဘာဘောရခုမြန်မာဘာနာမိစေကတဲ့ဆန်းချော日本政府は無差別に殺害しているミャンマー語に制裁してください。デモクラシーや支援。デモクラシーや支援。フェデラルデモクラシーပြည်သူတည်ဆောက်ရေးတောင်းဆိုစုကြည်တဲ့နိုင်ငံရဲ့ကျင်းတော်များအားလုံးစစ်အာဏာရှင်စနစ်အပြစ်မဲ့ပြည်သူများကိုကြားဖတ်တပ်ဖြတ်နိုင်မှုများသောတင်
ချက်ချင်းလွတ်ချက်ချင်းလွတ် ဖမ်းဆီးထားသောပြည်သူများ ချက်ချင်းလွတ်ချက်ချင်းလွတ် ဖမ်းဆီးထားသောပြည်သူများ ချက်ချင်းလွတ်ချက်ချင်းလွတ် free 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 Burma free 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 Burma free 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 Burma free 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 Burma free free ဒေါ်ဆန်းစုကြည်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  ဘောရကုမြန်မာဘာလို့သူတဲ့တော့သူသူ ဒီနာရှိရဒီနာရှိရ ဘောရကုမြန်မာဘာလို့သူတဲ့တော့သူသူ ဒီနာစရုဒီနာစရု ဘောရကုမြန်မာဘာလို့သူသူကိုသူကလည်းဒီလို ခိုင်ဖို့ဆိုခိုင်ဖို့ဆို တိုင်ရောရှိရောတိုင်ရောရှိရော
국민의 무사회 주디 사스가 있대는 냠마고
ရှိဝဘောလျကုမြန်မာကခေါကမေနော်ဘောလျကုတော့ကတ်ကောပြောရဲနော်ခုပါကွာဘောလျကုကမြန်မာကခေါကမေနော်ဘောလျကုတော့ကတ်ကောပြောရဲနော်ခုပါကွာယောစေကွာဘောလျကုမြန်မာကဒီစက်ခကေနော်စေကျော်ခကောဖန်စီထားသောခေါင်းဆောင်များဖန်စီထားသောခေါင်းဆောင်များဖန်စီထားသောခေါင်းဆောင်များဖန်စီထားသောပြည်သူများဖန်စီထားသောပြည်သူများဒီမိုကရေစီရရှိရဲ့ဒီမိုကရေစီရရှိရဲ့ဒီမိုကရေစီရရှိရဲ့Over
すいません、移動してください。ဒီစိတ်ကြီးကျွန်တော်အားနာစပါမယ်ဆက်ဆိုလာ自分の存在っていうのはやっぱりどういう許せない存在ですか？あ、そうですね、そうですね。ဒီရောက်ဖြစ်နေကျွန်တော်တို့နိုင်ငံကို
ဒုက္ခပေးတာကျွန်တော်တို့ပြည်သူလူထုတွေဒုက္ခရောက်တာဒါနဲ့ပြည်တယ်ဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဒီခေတ်အောင်တိုင်းဒီစစ်တပ်ကကျွန်တော်တို့နိုင်ငံမှာလူတွေရတာ90နဲ့7နှစ်ဒီနေ့2026ပါ90နှစ်ပြည့်တဲ့အခါမှာကျွန်တော်တို့နိုင်ငံကဒီစစ်အာဏာရှင်တွေလက်အောက်မှာ1948ကျွန်တော်တို့နိုင်ငံလူတွေရတယ်1958မှာစပြီးတော့စစ်တပ်ကကျွန်တော်တို့မြန်မာပြည်ရဲ့နိုင်ငံရေးတွေမှာပါပြီးတော့အာဏာသိမ်းတယ်ဒီနေ့တော့တဲ့ရှင်းနေပြီဒါပဲကျွန်တော်တို့အခုလိုအာဏာသိမ်းတာကိုစန့်ကျင်တော်လှန်နေတဲ့လူတွေကိုတချို့ဒီစံရုံးတွေကလူတွေဘောမနေတဲ့ကောင်းတွေကသူတို့ဒီလိုအာဏာသိမ်းပြီးတော့ဒုက္ခကိုစန့်ကျင်တဲ့လူတွေဟာမြန်မာပြည်ကိုဖြစ်ပြီးနေတဲ့လူတွေတဲ့ဒီတော့မှကောင်းပြီပါနော်ဒါကြောင့်ဒီနေ့တိုင်းပြည်တော်မြန်မာနိုင်ငံသားပြောင်းဖြစ်ခဲ့မြန်မာနိုင်ငံကောင်းရအောင်လုပ်ပေးရအောင်じゃあちょっと先こっちまでは上がってます約束ဒီနေ့စစ်အာဏာသိမ်းတာကျွန်တော်တို့အာဏာမသိမ်းရင်ကျွန်တော်တို့တိုင်းပြည်ဟာပြည်တော်မှာစမှာမဖြစ်ဘူး設置してるんですよ一旦こっちだとこっちですပြည်တော်မှာစမှာနောက်ဆုံးနိုင်တယ်でこっち行かした後に設置ありますねじゃあちょっと待ってくださいいいよ行かしていいよもいけるでしょဒါပေမဲ့လို့ဒီနေ့ကျွန်တော်တို့ဒီနေ့ကိုအားကိုးနေတယ်ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်လည်းBBS ဆိုတဲ့ဖတ်လို့ရှိတာそっち行けအဲ့ဒါရောင်းဝမ်းတာကျွန်တော်ကဘာကြောင့်လဲ危ないですよ危ないですよ試合取りますから危ないですよဒီဂျပန်နိုင်ငံမှာရှိတဲ့ဒီဖတ်လို့သမားတွေကသိအောင်ပြောပြတယ်ဒါကြောင့်မို့မြန်မာပြည်ဟာတကယ်ကိုပြန်လို့မရဘူးပြန်ရင်ဒုက္ခရောက်မယ်ဒီအာဏာရှင်တွေကနှိမ့်ဆက်နေတယ်ဆိုတာကိုကမ္ဘာကိုသိပေးလိုက်တာပဲဒါကြောင့်မို့ဒီနေ့မှာဒီလိုဒီလိုတရားကြည့်တဲ့ဒီကျွန်တော်တို့ရေးနေတယ်အခုတော့လည်းကျွန်တော်တို့တော့ပို့ပြီးတော့တော့先生どうぞမြန်မာပို့စတာဘုံဒီလိုဒီကတော့တဲ့တို့ပါတော့ကျွန်တော်တို့တရားသူကြီးပေါင်းပြီးတော့ကျွန်တော်တို့နေ့စဉ်ဆန္ဒပြနေလုပ်ကြမယ်ဒီမှာအဲဒီတော့ဆက်ဆက်ဒီတော့အဲ့ဒါကိုဒီလိုလုပ်ရအောင်ဒီတော့တိုင်းတော့အဲ့လိုတရားရဲ့ပြည့်တဲ့အခါမှာတော့တကယ်ကျွန်တော်မှာဝိုင်းနေကြပါဗျာခုမှဒီလိုဖြစ်နေတာလို့ဒီမှာတည်းလည်းဒီတိုင်းလုံးတွေကပြုတ်ပြီးတော့ကျွန်တော်တို့ရိုက်နေခုနဲ့ပုံစံတွေကျွန်တော်တို့ဟာဒီနာတော်ဒီမှာတော့လည်းနားကစိတ်မကောင်းပါဘူးကျွန်တော်တို့ဒီနေ့ဒီကတော့ကျွန်တော်တန်ဦးပြီးတော့ပဲတန်တဲ့ဒီကိုရတဲ့တော့လည်းပြီးတော့ကြာလာပြီးတော့ပေါ့အဲ့တော့ဒီနေ့ကျွန်တော်တို့ရှိနေတဲ့ဒီကဒီလိုပဲကျွန်တော်ဘုရားကပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဆန္ဒပြပွဲတွေလုပ်တယ်နော်ဆန္ဒပြပွဲတွေလုပ်တယ်အောင်လည်းလုပ်လို့ဆက်ပြီးအဲ့တော့ကျွန်တော်ကိုလို့ရှိရင်ဒီလိုပဲကျွန်တော်ကိုလည်းလုံးလုံးဆန္ဒပြပွဲတွေလုပ်တယ်
ကျွန်တော်အခုစဉ်းစားကြည့်ရတာကကျွန်တော်တို့ဒီကနေ့ကနေမှာဆက်ပြီးဒီလိုဒီကောင်းတဲ့တုံးလေးဘာလို့ကောင်းလဲဒီရတာဟာတိုင်းသားတယ်ဟာဘာမှသိရတဲ့တဲ့ဖြစ်လို့ဟာခုဒီဟာသိရုံနဲ့တော့လည်းမှာပဲဒီဝါလည်းဒီစတဲ့အနေအထားမျိုးကြီးကျွန်တော်တို့ဒါပါပဲရောင်းတယ်အခုဒီနေ့ဒါရီကိုသိတယ်အားလုံးခဏကြတော့ဒီကောင်ကစတဲ့နဲ့ပြစ်ဆက်တယ်အဲ့တော့တရားငါတို့သက်သက်မယ်ဆိုတဲ့သိနေလက်သက်တိုင်းတော့တော်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီ PDF တွေကိုကျွန်တော်တို့အားလုံးပါဘာမှမဖြစ်ဘူးအဲ့တော့ကျွန်တော်ဒီမျိုးတွေကျွန်တော်လုပ်နေတာအားလုံးနိုင်မလားလို့ကျွန်တော်ကလုပ်တာပေါ့။ဒါပေမဲ့ကျွန်တော်ဒီကနေ့တွေကိုကျွန်တော်နားလိုက်ပြီးတော့ကျွန်တော်အခုအားလုံးပညာပါကျွန်တော်တော်တိုင်းရန်ကုန်ကိုအကျိုးဆိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်ပါ။ဒါကြောင့်အခုသံဃာပြရတဲ့တရားကျတယ်။အဲ့ဒါကျွန်တော်ဒီလိုသံဃာပြရတဲ့ဆိုတာကဆိုင်လို့တားတာဆိုတာဒီနေတာပါ။အားလုံးတောင်းကြည့်ကြတယ်ဆိုတာကဘာလို့ဒီကပဒံကိစ္စဒါတော့ကျွန်တော်ဒီနေ့ဒီရက်ကိုဟာတော့လေးဟာရန်ကုန်ကြားတဲ့ကိုကျွန်တော်လုပ်ပါဒါတော့ကျွန်တော်ဟာရောက်တဲ့နေရာသင်တဲ့နေရာအားလုံးဝိုင်းပြောတယ်ဒီလိုပဲကျွန်တော်ပြရတယ်နောက်တစ်ခါကျွန်တော်ဒီမှာအပြီးတော့ဒီလိုကြောက်ရေးအဲတော့နိုင်ငံလိုကြောက်ရေးကျွန်တော်တို့စမ်းတဲ့နေလို့လည်းဝဲထဲမှာလုပ်နေတာဒါတော့ဒီတော့အမှန်ကြီး적신! 미세즈! 자살 툭툭 나가시! 저 맞지? 저도 맞지? 저 Hallelujah!
ကိုလာပေးနေပါကြီးလေးဒီရမင်းတော့ကျွန်တော်ဒီဘန်နာလေးဟိုတော့တက်ပြန်လေးကျွန်တော်ဒီအောင်လေးကြိုက်ပေးပါကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါမှာပေါ့နော်ဒီတွေရလူတွေလည်းအတက်ပြီးတော့မပြောင်းဘူးပေါ့နော်ကျွန်တော်ရဲ့ဒီဘန်နာလေးဒီစိုက်ဖို့လေးတွေပေါ့နော်ညီညာလေးကြိုက်ပေးဖို့ပြတဲ့အခါမှာလည်းကျွန်တော်ဒါခုနကလည်းကျွန်တော်ပြောပြပါပြီ။အားလုံးလူဆောင်တဲ့အတွက်ကြောင့်နောက်တစ်ခါတော့ကျွန်တော်ထပ်ပြောချင်ပါတယ်။ကျွန်တော်တို့စာရေးကမ်ပိန်းလုပ်နေရရှိပါတယ်။အဲဒီမှာလက်မှတ်မထိုးရတဲ့သူတွေလည်းဒီမှာလိုက်ရမျိုးကောက်ခံနေတဲ့နေရာမှာလက်မှတ်ထိုးပြီးတော့ပါဝင်ပေးလို့ရတယ်။အဲ့လိုပဲ NUG ဖို့တင်ရတဲ့ကိစ္စတွေပြီးတော့လည်းအွန်လိုင်းနေပြီးတော့ကျွန်တော်တို့လက်မှတ်ထိုးလို့ရပါတယ်။အဲ့တော့ဒီလက်မရေးထိုးတဲ့ဆောင်းတွေဟာဆဲအကောင်တွေမင်းအောင်လိုက်တော့စောက်ယူတွေကိုမနိုင်တဲ့အကြောင်းမရှိဘူးเนาะယုံကြည်ချက်ထားဖို့လိုတယ်ဆရာကတော့ပါလေအော်လို့ရလားโอเคအဲ့ကျွန်တော်ကြည့်ရတာဆက်ပေါ့မယ်ဟဲလို့ပြန်ရရောက်လိုက်ဟဲလို့ဒီလူတန်လားခဏလေးတောင်းတဲနေနေလို့ free mama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  free Paul Sansuti free Paul Sansuti free Paul Sansuti free our people free our people free our people free our students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  Federal ပြည်ထောင်စုပေါ်ပေါက်ရေးဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွတ်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွတ်ဖျားနာရှင်စနစ်ဖျားနာရှင်စနစ်အပြင်းမဲ့ပြည်သူများကိုချမ်းပြတ်တပ်ဖြတ်နေမှုများချက်ချင်းရအပြင်းမဲ့ပြည်သူများကိုချမ်းပြတ်တပ်ဖြတ်နေမှုများချက်ချင်းရစာတင်ကြောင်းနဲ့ဆေးရုံများကိုဘုံကျဲချမ်းပြတ်နေမှုများချက်ချင်းရအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေမှုများချက်ချင်းရပြည်သူအာဏာပြည်သူပြန်ပေးပြည်သူအာဏာပြည်သူပြန်ပေးအားလုံးတန်ရုံအားလုံးပြန်ပေးအားလုံးတန်ရုံ free our leader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  free our people free our people free our students free our students free our people free our people free our students free our students democracy ရရှိရေး democracy ရရှိရေး Federal ပြည်ထောင်စုပေါ်ပေါက်ရေး Federal ပြည်ထောင်စုပေါ်ပေါက်ရေးဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအလုံးဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအလုံးဆရာနာရှင်စနစ်အပြင်းမဲ့ကလေးတွေတော့ဘုံကျက်တပ်ဖဲနေမှုများအကြမ်းမဆရာစုရဲ့တူရရွေးကောက်ပွဲအကြမ်းမဆရာစုရဲ့တူရရွေးကောက်ပွဲအတရားဓမ္မစစ်မှုထမ်းခိုင်းမှုများအတရားဓမ္မစစ်မှုထမ်းခိုင်းမှုများပြည်သူအာဏာပြည်သူအာဏာပြည်သူအာဏာဘာလို့ဒါလဲဘာပြည်သူရဲ့ရည်ရလားဘာပြည်သူရဲ့ရည်ရလားတပိုက်လူလူတိုက်ပွဲရေးရအောင်လူလူတိုက်ပွဲရေးရအောင်လူလူတော်လိုက်ရေးရအောင်လူလူတော်လိုက်ရေးရအောင်ဟာဒီဘယ်လိုရှိအောင်ဘယ်လိုကပ်လာဘာတော်မှာကျွန်တော်တို့မှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုယ်တည်း9ရောက်ပေါ့နော်ဒီတက်
ကျွန်တော်တောင်းနေပါတယ်ဒီကံကိုပြောရပြရမှာဖြစ်ပါတယ်ဒီမှာကားချက်ခွင့်တာအစေအချမ်းပါဆောက်ဆိုရဲမကားစေစေအခေါ်ရောမရှိတဲ့စေဘောမဝင်နေတယ်ဒီမှာရောက်မြန်မာပြည်သူတွေရဲ့ဘောလာထုတ်ပြချက်ကိုပြပေါ်ပေါ်တာရှင်းလာပါပြီးတော့ထားယူပေးဖို့ညှိနှိုင်းခဲ့ပါလေအစေစစ်တဲ့စေဘောမစေခေါ်ရောမှာတောင်းထားဆောင်နေတဲ့မရနိုင်ခိုင်းစေများကိုကျွန်တော်တို့ဂျပန်ရောက်ပြည်သူတွေရဲ့ဘောလာထုတ်ပြချက်ကိုလုပ်နေတဲ့ကြောင့်လို့ဒီနေရာမှာလာရောက်တောင်းယူဖို့အတွက်ဖိတ်ခေါ်ပါလေကျွန်တော်တို့โอเคပါကျွန်တော်တို့ဘောမဝင်နေတယ်ကျွန်တော်တို့ပြည်သူတွေဟောဒီလက်ချင်းစိုက်ရဲဆိုလို့ရှိရင်ဒီမှာပြည်သူလူတွေရဲ့သဘောထားကိုလာရောက်အယူဖို့အတွက်အိတ်ခေါ်ပါတယ်โอเคကျွန်တော်တို့ဘောမတွေဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ခွေးတွေရဲ့အခိုင်းစိတ်တွေဖြစ်တဲ့ကြောင့်မလို့ပြည်သူတွေကိုခင်ဗျားတို့လက်ချင်းမဆိုင်ရဲဘူးဆိုတာဒါအကျဉ်းချင်းခါကျွန်တော်တို့နဲ့တွေ့တယ်ခင်ဗျားတို့ထောက်ပြေးနေရတာကျွန်တော်သိပါတယ်နော်အဲ့တော့ခင်ဗျားတို့ဘဝတိတ်တနာဖို့ကောင်းတယ်ဈေးဝယ်မယ်ဆိုရင်တော့မှလူကြားထဲမှာဈေးထွက်မဝယ်ရဘူးဘာဖြစ်လဲဆိုတော့ခင်ဗျားတို့စစ်ခွေးတွေရဲ့ခွေးသားတွေတော့ပဲရှိတာဟုတ်အခိုင်းစိတ်တွေတတိုင်းတပီလို့ဘုံကျဲပြီးတော့တပ်ဖြတ်နေတဲ့အစစ်ခွေးတွေရဲ့အခိုင်းစိတ်တွေခင်ဗျားတို့ဒီလိုတွေလုပ်နေရတာခင်ဗျားတို့လက်ပြမလုပ်ဘူးကြောက်ဟမ်ခင်ဗျားတို့ကသားသမီးတွေမရှိဘူးလားတတိုင်းတပီလို့ဒီလူတို့အကြမ်းဖက်ဘုံကျဲတပ်ဖြတ်နေတဲ့စစ်ခွေးတွေရဲ့အခိုင်းစိတ်တွေလုပ်ပြီးတော့ခင်ဗျားတို့မိသားစုကိုခင်ဗျားတို့ကျွေးမွေးနေတယ်ခင်ဗျားတို့သားသမီးတွေဒီလိုအစားအစာတွေကိုစားတော့ပြီးကြီးပြနေတာခင်ဗျားတို့တော့တိတ်ခါမဲ့တာမရှိဘူးခင်ဗျားတို့ပြည်သူလူထုကိုမျက်နှာချင်းဆိုင်ပြီးတော့ပြည်သူလူထုရဲ့တဘောတော့လာထောက်ပြီးခင်ဗျားတို့ပြည်ရဲလားကျောင်းတော့ပြည်သူတွေဟာမိတော့ကောင်းနေအားနေတိတိအားရောစရာတွေအာနာလူယူသွားပြီပဲမင်းတို့အခုချိန်ကြီးအုပ်ချုပ်ဖို့ရသေးလားမင်းတို့လည်းငါတို့မျက်နှာချင်းဆိုင်မဆိုင်ရဲဘူးမလားအေးမင်းတို့လည်းကိုလည်းစစ်ခွေးရွေးကောက်ပွဲလုပ်တယ်ရွေးကောက်ပွဲလုပ်တယ်ဟောငါတို့ကစက်ပြီးတော်နေနေပါပဲဟုတ်ပြီဒီနေရာမှာမင်းတို့ငါတို့ပြောချင်တာကအားနေတိတိရှိပါပြီမင်းတို့အားနေတိတိပါဘာမှအိပ်ပြောရလားနေတိုင်းဘုံကျတပ်ဖြတ်နေတဲ့စက်ခွေးတွေရောမင်းတို့ရဲ့ခါစားပြီးတော့စစ်ခွေးတွေရဲ့ခါချေခွေးပြည်သူတွေရဲ့အခုတောက်နေတဲ့ပြည်သူတွေကိုတပ်ဖြတ်နေတဲ့လူတပ်သမားတွေမင်းတို့ကောင်းတယ်အချာကြီးကျိုးစစ်တက်မဲ့အချိန်ရောက်လာပြီမင်းတို့သားသမီးတွေမင်းတို့ကလူတော်မတော်ဝင်တဲ့ကြီးပြင်းမှုမျိုးတွေနဲ့မချခင်မှာမင်းတို့ကြီးပြရတော့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်တော့မယ်ဟောတယ်မင်းတို့စုတိဆောက်တဲ့အခါကျတော့ရှင်မင်းတို့ကောင်းတယ်ကောင်းတော့လူတော်မတိုးတဲ့အချိန်တွေရောက်တော့မယ်ဆိုတာမင်းတို့သိရလားအဲ့ရှိတဲ့စစ်တပ်ရောလက်ပါစီဒီမှာထွက်ကြည့်ပါဦးပြည်သူရဲ့အတန်တွေထွက်ကြည့်ပါဦးငါနေကြည့်ရှိပြီပြည်သူရဲ့အတန်ကြားလို့စကြည့်ပါဦးပြည်သူတွေမှာတွေ့နေတားနဲ့အကုန်လုံးပေးစားခဲ့ပြီငါနေတော့ပြည့်ပြီခမရတော့နာကန်းနေလားလူရောဟောရလားနားတော့ကြည့်တော့မြတ်ပြည်သူရဲ့အတန်တွေမှာနားတော့ကြည့်တော့လာယူရင်လာယူချင်းကျွန်တော်ပြည်သူရဲ့ဘယ်တော့မှအများတို့ကျင်နိုင်မှာမဟုတ်ဘူးဘယ်တော့မှလည်းကျွန်တော်တို့ဒီတက်ကျင်မှာလည်းမဟုတ်ခမရတို့တာသမီးတွေရှိတယ်ခမရတို့ကျွန်တော်တို့ရဲ့အနာဂတ်တွေကိုကျွန်တော်တို့ခမရတို့စီအာဏာရှင်အောင်ဘယ်တော့တက်လုံးပေးနိုင်မှာမဟုတ်ကျွန်တော်အနာဂတ်ကိုကျွန်တော်တို့တိစောက်ဖို့ရည်ကြီးတယ်ခမရတို့တာသမီးတို့ခမရတို့လက်ပြတော့အောင်တိစောက်နိုင်ပါလေဖာကြီးတော့ပြည်သူရဲ့အတန်တွေကိုကျွန်တော်ပြည်သူရဲ့ဘယ်တော့မှကျွန်တော်ဒီဟာမေ့အောင်မဟုတ်ဘူးခင်ဗျားတို့စိတ်ကြတတိထားခင်ဗျားတို့ဘယ်နေ့ဘယ်ချိန်ခင်ဗျားတို့လက်ရမလဲဆိုတော့ခင်ဗျားတို့နေနေမြန်ပဲကျွန်တော်ဘယ်တော့မှမေ့အောင်မဟုတ်ဘူးပြည်သူတို့တက်လုံးမေ့အောင်မဟုတ်ဘူးလာထိုင်ရယူကြည့်သားပါဒါပဲပြောချင်
車取ります車取ります လူသက်စစ်တဲ့လက်နဲ့အောက်မှာလုံနေတဲ့လောက်တဲ့လောက်ကောင်တွေရဲ့ပြည်သူတွေရဲ့ပြည်သူတွေရဲ့အနေထားတွေတော့ထွက်ချင်စမ်းပါအောင်ညတော့လူမဟုတ်ရလားလူမဟုတ်ဆိုတော့မေးကြမလို့တော့ပြောကြတယ်မလို့တော့ခွေးတွေလာတော့စောက်စိတ်မရှိတဲ့ကောင်တွေတော်လာလေနင်တို့အာနာတိုင်းတာငါနဲ့တွေ့မဲ့ငါတော့ကဘယ်တော့ကနင်တို့လောက်လောရောက်ကောင်ဆိုတာမှတ်တာနင်တို့လက်ထွက်ကြည့်တယ်ပြည်သူတွေအတန်နဲ့နားထောင်ကြည့်ပါလားပြည်သူတွေအတန်နဲ့နားထောင်ပြီးတော့ပြည်သူတွေဘာလုပ်နေလဲပြည်သူတွေကမင်းတို့ဘလို့စန့်ကျင်နေတယ်ပြည်သူတွေကမင်းတို့ဘလို့စန္ဒကြနေလဲဆိုတာမြင်ရောကြားတွေ့ရလားနားပိတ်မျက်ပိတ်နေတာတလုံးသားတွေမရှိဆိုတာတော့သိတာပြီးသားပါနင်တို့မှာသွေးသားတွေနင်တို့သားသမီးတွေရှိတယ်နင်တို့နဲ့မကြခင်ရောက်လာတယ်ဆိုတာသတိထားပဲပါမကြခင်ရောက်တော့မှနင်တို့ရဲ့ကြဆောင်ကခွဲလာအိမ်နဲ့ခွဲတယ်တွက်ကြည့်သပါလားခွဲတယ်တွက်ကြည့်သပါလားခွဲလာအိမ်နဲ့ခွဲတယ်ငါတို့ပြည်သူတွေနေတော့နေမှာဘယ်တော့မှအောက်ကနင်တို့တော့ဘယ်တော့မှရှောင်မပေးဘူးငါတို့ပြည်သူတွေမရရအောင်တော်လာရဆက်ပြီးတော့တော်လာနေမယ်အဲ့ဒါနင်တို့ညံ့ညံ့နဲ့တာလေနင်တို့အောင်တော်တွေမှာနင်တို့အတိတွေမှာညံ့ညံ့နဲ့တာကမှတ်တာကနင်တို့ရဲ့ကြဆောင်ကမကြခင်နားမယ်ဆိုတာပဲခွဲကောင်းတယ်မဲတော်တွေကမဲတော်ဆက်ခွဲတွေကဘတော်အားကိုးနဲ့နေလေကြတာတော့ဒီမှာငါတို့ပြည်သူတွေကိုမဲတော်တွေမင်းကမီးရှို့ရဲ့ငါတို့အဲ့ဒါမီးရှို့ရဲ့လမ်းပြင်ပေါ်မှာဒီနေ့စပြီးတော့ငါတို့တော်လိုင်းရုပ်စလုပ်နေတယ်နော်အဲမင်းတို့ဘတော်အားကိုးနဲ့တော့မင်းတို့ရဲ့ဖခင်ကြီးကလည်းမကြခင်သေးရမှာနော်အဲမင်းတို့2016မင်းတို့ဖခင်ကြီးသေးပြီဆိုရင်အဲ့ငါတို့တိုင်ရောငါတို့သိမ်းပြမယ်ငါတို့တိုင်ရောငါတို့သိမ်းပြမယ်ခရီးပဲငါတို့တိုင်ရောငါတို့သိမ်းမယ်အဲ့ဒီတိုင်ရောအဲ့ဒီကျွေးကြော်တဲ့ကို2027ကလေးငါဒီရမှာပေါ်ကြပြတယ်ငါတို့တိုင်ရောမရမလားရောက်သိမ်းမယ်ငါတို့တိုင်ရောငါတို့သိမ်းမယ်ငါတို့ဒီတိုင်ရောငါတို့ပြည်သူတွေတိုင်ရောမင်းရောစပေါ်ပါနဲ့မသက်ဆိုင်ဘူးဆိုတော့မင်းတို့ကောင်းနေမနေမယ်မလားငါတို့တိုင်ရောငါတို့သိမ်းမယ်မင်းတို့ကြာချောကမင်းတို့ကြောက်တယ်မကြခင်ရောက်တယ်မယ်ခရီးပဲငါတို့မီးရှို့ခဲ့တာတွေငါတို့ရွာတွေကိုမီးရှို့ခဲ့တာတွေဒီနေ့မီးရှို့ရင်တော့ရအဲ့မီးရှို့ပြီးပေါ်မှာငါတို့နေအောင်တိုင်းမယ်အဲ့ဒါငါတို့ရဲ့ပြည်သူတွေရဲ့အတိုင်းပဲမင်းတို့ကြာချောကမကြခင်ရောက်စေရမယ်ကွာမင်းတို့ကောင်းကြီးလေမကြခင်ပဲပြည်သူပဲနေငါကြမှာတမ်းငါတို့ကပဲတမ်းမှာငါတို့ပြည်သူကပဲတမ်းမှာမင်းတို့တမ်းတယ်ငါတို့ပြည်သူကငါတို့တမ်းမှာမချေဘူးတိရစ္ဆာန်ယုံလို့ပြောနေတာတိရစ္ဆာန်တွေတော့တနာပဲကျွန်တော်ကတော့သင်္ချမ်းကုန်းလို့ပဲသုံးတယ်ပေါ့နော်ဒီသင်္ချမ်းကုန်းလို့ရှေ့မျိုးမှာကြာတော့ကျွန်တော်တို့ကဘာမှလေပြေးသွင်းနေတဲ့ဆောက်ကြောင်းမရှိဘူးဒီကောင်လေး